မေးလား မကျဲတို့ပြည့်အမေလားမပြောပါနဲ့ဘစုတော့လို့တောင်းမှမှာတယ်ဘစုတော့ ငါ့လေကိုမေကိုအမေလို့ခေါ်တာဘာဖြစ်လို့တော့ ငါမင်းနဲ့မဟုတ်ဘူးလို့ ဟုတ်ပါတယ်အမေရဲ့အမေကျွန်တော်စိတ်ဆိုနေတာ9ရက်ရှိပြီလေ ဟာ အမေကျွန်တော်စိတ်ဆိုတာမဟုတ်လား ခုနှစ်ရက်ရှိပြီ ဟုတ်တယ်လေ မဘစုတော့ဘာလို့ယူကွက်နေရတော့ငါမင်းမေမဟုတ်ဘူး အမေကကျွန်တော်အမေပါအမေကကိုတောက်ကိုအဲ့လိုမပြောပါနဲ့ အေး အမေတောက် iPhone မဝယ်ပေးချင်တော့မဟုတ်လား ဘစုတော့မင်းညာနော် အမေရသားပါအမေက ငါမသားမရှိဘူးဘာလို့လာပြောနေတာလို့အေး အမေကမာတာမိခင်ဖြစ်ပြီးတော့အမေကကိုတောက်ကိုကနဝေမေဂယုနာမေ ဟုတ်လိုက်တာ နော်မင်းနော်မေရသားမေပါမေက တောင်းမှမှာတကယ်ပြောနေရပါဘာတော့ဘာဖြစ်ချင်တာတော့ပြောတာဘစုတော့လို့ ပြောနေတာပါတာအမေကတာမေလို့ခေါ်တာ ငါမင်းမေပေါ်ဘူးလို့ဘယ်နှခါပြောရမှာတော့ အမေကတာအမေပါအမေကတာမလိမ့် မင်းမရှိဘူးလေးမရှိရတော့ငါဘလူပွားပြီးကလေးမွေးပါအောင်လေငါ့ဦးနေစော်ကားရင်များနေပြီနော် အမေအဲ့လိုအမေပါစက်တွေကနေရက်ဆက်စကားတွေမပြောပါနဲ့ဒါမှခံနိုင်မရှိလို့ပါအမေကဒါအမေတာပါ တားပြတာပဲမမရိုင်းနဲ့လေ အမေတာချစ်တဲ့မေတော့မေတော့မွေပေးချင်တော့ဆိုလဲတာမွေတော့ပါအောင်နော် iPhone လဲတာမကင်တော့ပါဘူးမေနော်တောက်မေချစ်ပြီးနေရပါပြီမေရဲ့နော်မေနော်မေအခုအလုပ်တွေပါအဆင်ပြေရလားမေ ဒီနဲ့ခုပြဿနာဒီပြဿနာတက်တာဘာဖြစ်စင်အောင်ပြော တာမေလို့ခေါ်ချင်လို့ပါမေရဲ့နော်မေနော် မင်းလို့မခေါ်တာငါ့ကိုဖွင့်ပြောပါဘစုတော်လို့ မေရဲ့မေတောက်စိတ်ဆိုးနေတာ9ရက်ရှိပြီလေအဲကြောင့်မို့မေကိုတားလာချော့တာပါမေရဲ့မေတောက်ထားခဲ့ပြီးတော့မေကတခြားမြို့မှာအလုပ်သွားလုပ်နေတာလေ